တို့ပပပလေးနဲ့ချုပ်ဝစ်လို့ရမယ့်ပုံလေးပေါ့နော်အဲ့ဒီမှာတင်မိမယ်ဒါကကြတော့အမတို့က ready to wear free size pattern ပေါ့နော် free size pattern ကိုမှအမတို့ကဒီလိုပခုံးနောက်ပါတဲ့ pattern ပေါ့နော်ဒီပခုံးနောက်ပါတဲ့ဒီ pattern ကိုပခုံးနောက်ကိုပိတ်ပြီးတော့အမတို့ကဘေးကိုရွှေ့လိုက်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒီ pattern လေးကိုအမကသုံးမယ်တကယ်လို့ကိုကဒီဒေါင်းနဲ့မချုပ်ချင်ဘူးဆိုရင်တော့အမတို့က pattern ဒေါင်းမပါတဲ့ pattern အလုပ်ကိုသုံးမိမယ်ပေါ့နော်အမတို့ကဒီရင်ဘေးဒေါင်းလေးနဲ့ချုပ်တာအမတို့ပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အမတို့ကဒီမှာဆိုရင်ဒီထောက်ကိုအမတို့ကအနောက်ကိုစုပ်ပေးမယ်ပေါ့နော်ဒီကရင်ထိတ်ထိမချုပ်ဘူးဘယ်လောက်စုပ်မလဲဆိုတော့အမတို့က 2.5 သို့မဟုတ် 3 cm လောက်အမတို့အနောက်ကိုစုပ်ပေးလိုက်မယ်စုပ်ပေးပြီးသွားပြီဆိုရင်အမတို့ဒီမှာပြန်ပြီးတော့ဒီထောက်လေးကိုပြန်ပြီးတော့ဟိုလုပ်မယ်ပေါ့နော်ပြန်ဆွဲလိုက်မယ်ရမယ်နော်အဲ့ဆိုရင်အမတို့ဒီအနောက်ကိုဆုပ်လိုက်တာက 2.5 for 3 cm ပေါ့ရမယ်နော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်ဒါကအမတို့ကခါးထီပဲရှိတာပေါ့နော်အဲ့တော့အမတို့ဒီခါးအောက်ကိုဘယ်လောက်ဆင်းမိမလဲဆိုတော့အမတို့ကခါးအောက်ကို 25 cm ဆင်းမိမယ်ပေါ့နော်အခုပြထားတဲ့အရှိအရာဆိုရင်အမတို့ကဒီခါးအောက်ကို25 cm ဆင်းရင်လုံလောက်တယ်ပေါ့နော်ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်အမတို့ကဒီခါးအောက်ကို25 cm ဆင်းလိုက်မယ်ပေါ့နော်ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါအမတို့လိုချင်တဲ့ကိုရှည်ပေါ့ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်အမတို့ကဒီမှာကအရင်ဦးဆုံးကိုယ့်ရဲ့ဒီအပေါ်နဲ့ကိုဒီတိုင်းလေးပဲဆက်ပေးမယ်နော်တိုင်းလေးပဲဆက်ပေးမယ်တိုင်းလေးပဲဆက်ပေးမယ်အမဒီ ready to wear class တက်ထားတဲ့သူတွေဆိုရင်တော့အမဒီသုံးတဲ့ဒီ frame ကိုတည်မယ်ပေါ့နော်ဒါမှကိုမ ready to wear pattern မရှိဘူးဆိုရင်လည်းအပွား pattern ကိုသုံးပေးပါနော်ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီထိမတို့ရပါမယ် frame ချလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်အမတို့ကဒီဘက်ဘေးကိုပေါ့နော်ဘေးကိုအမတို့ဘယ်လောက်ထွက်မလဲဆိုတော့အမ2သို့မဟုတ်ပေါ့နော်2သို့မဟုတ်အမတို့ဘယ်လောက်ထွက်မလဲ3 cm လောက်လေးအမတို့ဘေးကိုထွက်ပြီးလို့ရတယ်ပေါ့နော်ဒီနားလေးကို2 or 3ပေါ့ဟုတ်ပြီနော်ဒီနားရဲ့ဘေးကို2 or 3ဒီမှာ2 or 3ဆိုပြီးတော့အမတို့ဒီလိုထွက်ပြီးလို့ရတယ်အဲ့ဒါကိုအမတို့ဒီလိုပဲဆက်လိုက်မယ်ပေါ့ရမလားဒီဘက်ကိုတော့အမမဆက်သေးဘူးသူကတောက်ရှိရယ်ပေါ့နော်တောက်ခောက်ရမှာမို့လို့โอเคနော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်အမတို့ကဒီမှာပေါ့နော်ခါပေါ့ဒီမြင်းကဒါအမတို့ကခါမြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကဒီခါမြင်းတက်တက်ကနေဖြတ်ချင်ရင်လည်းရတယ်မဟုတ်ဘူးအမတို့ကဒီခါတက်တက်မကြိုက်ဘူးပေါ့နော်ခါအောက်နည်းနည်းဟိုဆင်းချင်တယ်ပေါ့နော်ခါအောက်နည်းနည်းကိုအမတို့1လောက်ကလေးဆင်းပြီးတော့မှအမတို့ဖြတ်ချင်တယ်ဆိုရင်လည်းဖြစ်တယ်နော်ခါနည်းနည်းခက်ဆက်နည်းနည်းအောက်ကျတာပေါ့နော်တချို့တွေကျတော့ခါကြကြကြီးဖြတ်တာကိုတိတ်မကြိုက်ဘူးပေါ့နော်အဲ့ဒါဆိုရင်မတို့ဒီခါအောက်ကို1လောက်လေးဆင်းလိုက်ပေါ့နော်ခါမြင့်တက်တက်ဖြတ်ချင်လည်းဖြစ်တယ်နော်အဲ့ဆိုရင်သူ့ကိုမတို့ကခါအောက်1ဆင်းမယ်ဆိုရင်အရှိချမ်းကိုလည်းဘယ်လောက်ဆင်းပေးမလဲခါအောက်ကိုမတို့1 cm ဆင်းပေးရမယ်နော်1 cm ဆင်းပေးပြီးတော့ဒီလိုဖြတ်လိုက်မယ်ပေါ့ဟုတ်ပြီနော်ရမယ်နော်အဲ့ဒါဆိုရင်မတို့ကဒီကနေဖြတ်မှာပေါ့ရမလားဒီထိဟုတ်ပြီနော်အဲ့ဆိုရင်မတို့ကဒါကB ရဲ့အောက်ချမ်းဖြစ်သွားမယ်ဒါ F ရဲ့အောက်ချမ်းပေါ့ဟုတ်ပြီလားဒီထိရမယ်နော်ကောင်းပြီနော်အဲ့ဒါဆိုရင်ဒါဒီခါတက်တဲ့မြင်ရဖြတ်ချင်တော့ခါအတဲ့မြင်ရနေမအောင်ဖြတ်ပြီပေါ့နော်အဲ့ဆိုရင်အမဒါလေးကိုတစ်ချက်ဖြတ်လိုက်မယ်နော်โอเคအဲ့ဒါဆိုရင်အမတို့ဒီမှာဒီဘက်ဘေးကိုအမတို့ဆက်ချင်တယ်ပေါ့နော်ဆက်ချင်တဲ့အတွက်ကြောင့်အမတို့ကဒီမှာကိုယ့်ရဲ့ဒီငကိုထောက်ပေါ့နော်ဒီငကိုထောက်ကလေးကိုအမတို့ကထောက်ကလေးချိုးလိုက်မယ် sorryနော်ဟုတ်ပြီဒီလိုမျိုးလေးအမတို့ခောက်လိုက်မယ်နော်ခောက်လိုက်မယ်ခောက်ပြီးသွားပြီဆိုတော့မှအမတို့ကဒီဘက်ဘေးကိုဆက်မယ်နော်ဟမ်နော်ဒီဘက်ဘေးလေးကိုအမတို့ဒီလိုမျိုးလေးဆက်လိုက်မယ်ပေါ့နော်ဒီဟာလေးကအမတို့စပန်တို့ချီတယ်တို့အဲ့လိုမျိုးလေးနဲ့အမတို့ချုပ်ဝတ်ပြီနော်ကဲအဲ့ဒါဆိုရင်အမတို့ဒီဘေးလေးကိုရူလာနဲ့လှိမ့်ပေးရမယ်နော်ပြန်ပြီးတော့ရမယ်နော်ဟုတ်ပြီရူလာနဲ့လှိမ့်ပြီးသွားပြီဆိုရင်သူ့ရဲ့ထွက်လာတဲ့အတိုင်းလေးကိုအမတို့ဆွဲပေးမယ်โอเคเนาะရမယ်เนาะအဲ့ဒီဟုတ်ပြီအဲ့ဒါဆိုရင်မတို့ကဒီမှာဘာလုပ်မလဲဆိုတော့မတို့ဒီခါးကိုပေါ့เนาะခါးကိုမတို့ကဖြတ်ချလိုက်မယ်ရမလားเนาะခါးကိုမတို့ဖြတ်ချလိုက်မယ်ဒါလေးခဏဖယ်ထားမယ်เนาะအောက်ပိုင်းလေးဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်မတို့ဒီမှာနောက်ချမ်းလည်းမတို့ကဖြတ်ချလိုက်မယ်ဒီထိရမလားဟုတ်ပြီเนาะအဲ့ဒါပြီးသွားပြီဆိုရင်မတို့ဘာလုပ်မလဲဆိုတော့ဒီမှာပခုံးပေါ့ပခုံးနှစ်ခုကိုသွားပြီးတော့မတို့ဆက်မယ်ဆက်ပြီးသွားပြီဆိုရင်မတို့လေပင်ဖောက်မယ်เนาะလေပင်နေဖောက်တဲ့အခါမှာလေအမတို့ဒီပခုံးပေါ့နော်ဒီပခုံးဆက်နှစ်ခုကိုဒီလိုလေးပေါ့နော်တိတ်လေးကပ်ပြီးတော့ဖောက်ပြီးเนาะအဲ့ဆိုရင်အမတို့ဒီမှာတခါလေးညှိပြီးသားဖြစ်တာပေါ့နော်အမတို့ကဒီလေပင်ပေါက်ဒီထိတ်ကိုအနီယူပေးရမယ်နော်ဟုတ်ပြီโอเค
ဒီလိုမျိုးလေးအမတို့ရလာမယ်ပေါ့โอเคနော်ဟုတ်ပြီအဲ့ဒါဆိုရင်အမတို့ကဒီမှာလေပင်ဖောက်မယ်နော်အဲ့တော့လေပင်ဖောက်မယ်ဆိုတော့အမတို့ကအခုအနေထားအရာပေါ့နော်သူကခေါင်းစွပ်လဲအမတို့ချုပ်လို့ရတယ်လို့သူပြထားတယ်လို့ပေါ့နော်အနောက်မှာကြိတ်သီးပေါက်လေးတေးသေးလေးပေါ့နော်ခွဲရလေးနဲ့ဖောက်ပြီးတော့လဲချုပ်လို့ရတယ်ပေါ့နော်အဲ့တော့မတို့ဒီမှာဆိုရင်ဒီမှာဒီလွဲနေတဲ့ဒီဂျိုင်းလေးကိုမတို့ဒီလိုလေးပြန်ဖြည့်လိုက်မယ်ပေါ့ရမလားဟုတ်ပြီနော်အဲ့ဒါဆိုရင်အမတို့ကလေပင်ပေါက်ဖောက်မယ်ပေါ့နော်လေပင်ပေါက်ကိုအမက 3cm လောက်ဖောက်တယ်ဟုတ်ပြီနော်3.5 ဒီအမတို့ခေါင်းစွပ်ကိုကြိတ်သီးပေါက်တို့ဇစ်တို့မပါဘဲနဲ့စွတ်လို့ရတယ် free မှာနော်အဲ့တော့3.5 cm လောက်တော့ဖောက်ပြီးပါပြီးသွားပြီဆိုရင်နောက်ကျတော့ကြတော့အမက2 cm လောက်ကိုထားပါမယ်လေပင်ရှေ့ကျလေပင်ရှေ့ကျကိုကြတော့အမက6 cm လောက်ဆင်းပါမယ်ရမလားဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်အမတို့ဒီမှာလေပင်ဖောက်မှာနော်โอเคနော်လေပင်ပေါက်သေးဒီမှာအဝိုင်းပဲဖြစ်တဲ့အတွက်ကြောင့်အမတို့ဒီမှာအဝိုင်းလေးပဲအမတို့ယူလိုက်တယ်ရမယ်နော်အဲဆိုရင်ဒီမှာအမတို့ကလေပင်ပေါက်လေးဖောက်လိုက်မယ်နော်